ဒီ1 မိနစ်ဗီဒီယိုလေးဖြင့်တင့်ကျန်းမာရေးကိုမြင့်တင်ပါတစ်နေ့ကိုဆေးလိပ်တစ်လိပ်ပဲ6လတိတိတောက်မယ်ဆိုရင်လူအများစုကဒါကိုဘာမှမဖြစ်ဘူးလို့ထင်ကြပါတယ်တကယ်ကမဟုတ်ပါဘူးလအနည်းငယ်အတွင်းမှာတင်တင်းအဆုပ်တွေကပြောင်းလဲစာပြုလာပါတယ်ဆေးလိပ်မီးခိုးကအသက်ရှူလမ်းကြောင်းကိုယားယံစေပြီးချွဲများထွက်စေကအောက်ဆီဂျင်ရရှိမှုနည်းစေပါတယ်ဒါကြောင့်ဆေးလိပ်တောက်သူတွေမှာစောစောစီးစီးချောင်းဆိုးတာအသက်ရှူမဝတာဖြစ်လာရပါတယ်ဆေးလိပ်တောက်ခြင်းကတင့်သွေးကိုပြစ်စေပြီးသွေးကြောတွေကိုထိခိုက်စေပါတယ်တင့်နှလုံးကပိုအလုပ်လုပ်ရတာကြောင့်သွေးပေါင်ချိန်တက်လာကသွေးကဲဖို့အန္တရာယ်ကလူတွေမျှော်လင့်ထားတာထက်စောပြီးစတင်ပါတယ်6လကြာပြီးနောက်တင့်အုံနောက်ဟာဒိုပါမင်အတွက်ဆေးလိပ်မှာပါတဲ့နီကိုတင်းကိုမှီခိုနေရပါပြီဒါကြောင့်ဆေးလိပ်မတောက်ရင်စိုးရိမ်ပူပန်မှုတွေဆေးလိပ်လိုချင်စိတ်တွေပေါ်လာရတာပါဆေးလိပ်တောက်ခြင်းကအသားအရည်စီသွေးစီးဆင်းမှုကိုလျှော့ချစေတာကြောင့်အသားအရည်ညစ်နွမ်းလာပြီးသွားတွေဝါလာကအရွယ်မတိုင်ခင်အရေးအကြောင်းတွေပေါ်လာစေပါတယ်ကိုယ်ခံအားစနစ်ကိုလည်းအားနည်းစေတာကြောင့်အဖျားဝေဒနာပိုဖြစ်လာပြီးပြန်ကောင်းဖို့လည်းကြာတတ်ပါတယ်ဒါကြောင့်တင့်အနာဂတ်ကျန်းမာရေးဟာတင့်ရွေးချယ်မှုအပေါ်မူတည်နေပါတယ်